Stay down. Strange. အားလုံးပဲမင်္ဂလာပါ internet ကနေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ recap လုပ်ပေးသွားမယ်ဗီဒီယိုကတော့ What if season 2ရဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော် What if season 2ရဲ့ဗီဒီယိုကိုမကြည့်ခင်မှာ What if season 1ရဲ့ဗီဒီယိုကိုအရင်ကြည့်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့အဲ့ဗီဒီယိုမှာ Strange ကဘယ်လို Supreme Strange ဖြစ်လာလဲဆိုတာကိုအသေးသေးလေးပြပြထားပါတယ်ပြီးတော့ Adrian က Infinity Stone 6လုံးကိုစုပြီးတော့စကြဝဠာကြီးတစ်ခုလုံးကိုလိုက်လံဖျက်ဆီးနေခဲ့ပါတယ်အဲ့ဒါကို Supreme Strange တို့နဲ့ Covering Color တို့အဖွဲ့ကနေပြီးတော့ပေါင်းပြီးတော့ Adrian ကိုနှိမ်နင်းခဲ့ပါတယ်ကျွန်တော်တို့အခု What if season 2မှာ Super Hero အသစ်တွေထပ်ထုတ်လာပြီးတော့ Supreme Strange ကသူ့ရဲ့ Universe ကိုဘယ်လိုပြန်ခေါ်မလဲဆိုတာကိုဖော်ပြထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုအချိန်မဆွဲပဲစလိုက်အောင်လူနန်က Thanos ကို Power Stone မပေးပဲစက်ညစ်ပြီးတက်ခိုင်းလိုက်တာ Thanos ရဲ့စကန်ကပျက်စီးသွားခဲ့ပါတယ်အမှအာဂါသားထဲမှာမျောနေတဲ့ Nebula ကို Nova Prime က Nova စစ်တပ်ကို join ဖို့ဖိတ်ခေါ်ခဲ့ပါတယ်လူနန်ကလည်းစန်တာကိုလာတက်ခိုက်လိုက်ပြီးတော့ Nova Prime ကလည်းမနိုင်တော့တဲ့အဆုံးမှာမြို့ကိုလူနန်ရဲ့ရန်ကနေကာဝယ်ဖို့သူတို့ရဲ့ဂျိုကိုရှီးတစ်ခုနဲ့ကာလိုက်ပါတယ်နောက်အတော်လေးကြာမှာတော့ Nebula ကမရှင်တစ်ခုလိုရင်းနဲ့ရန်တူးရဲ့အလောင်းကိုတွေ့သွားခဲ့ပြီး Nova Prime ကလည်းအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှာဖွေစုံစမ်းမှုတွေကိုသူ့ကိုလုပ်ဖို့အမိန့်ပေးခဲ့ပါတယ်အမှသူကရန်တူးကဇန်နာကိုကာဝယ်ပေးခဲ့တဲ့ရှီးကိုဖယ်ပေးနိုင်တဲ့ကုတ်ကိုတွေ့သွားတယ်ဆိုတာနဲ့တယောက်ကဒီရှီးကိုဖယ်ကျင်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒါကိုသူကဒီကုတ်ကိုဖျက်ဆီးဖို့ကုတ်ရှိတဲ့နေရာကိုသွားဖို့ဇန်နာရဲ့လုံခြုံရေးစနစ်ကိုအရင်ဖော်ထွင်းခဲ့တဲ့လူဖြစ်တဲ့ရန်ရော့ကိုထောင်ကနေသွားခဲ့လိုက်ပါတယ်နောက်သူတို့ကဇန်နာရဲ့ပင်မအလဲပဟိုကိုဖောက်ထွင်းပြီး data အချက်အလက်တွေကိုကူးနေတော့ရန်ရော့ကသူ့ကိုသစ္စာဖောက်ပြီး data တွေကိုယူသွားခဲ့ပါတယ်အမှန်တော့ Nova Prime နဲ့ General ကဇန်နာကိုရိုနန်လက်ထက်ကိုအပ်ဖို့သူတို့ရင်းနဲ့ကုတ်ကိုယူဖို့မလွယ်ကူဖြစ်တဲ့အတွက်ကြောင့်မလို့လူသားစိတ်အုပ်ဖြစ်တဲ့ Nebula ကနေတဆင်ယူဖို့စီစဉ်ခဲ့တာပဲဖြစ်ပါတယ်ပြီးတော့သူတို့က Nebula ကိုဖျက်ဆီးခဲ့ပေမဲ့ Nebula ကအသက်ရှင်ခဲ့ပြီးသူက Howard the Duck, Frog, Make နဲ့ကိုတို့ကိုဖြစ်ချောင်းကိုစင်အကုန်လုံးကိုပြလိုက်ပြီး Nova Prime ကိုတားမရမယ်ဆိုတာကိုပြောလိုက်ပါတယ် Nova Prime ကလည်းရလာတဲ့ကုန်းနဲ့ရှီးကိုဖွင့်လိုက်ပြီး Nebula တို့အဖွဲ့ကရောက်လာပြီးတိုက်ခိုက်ခဲ့ပါတယ်သူတို့တိုက်ခိုက်နေတော့မှ Nebula က Nova Prime ကိုသူ့ရဲ့အကြံကိုရိပ်မိလို့သူကုတ်တွေကိုနည်းနည်းပြင်လိုက်တယ်ဆိုပြီးပြောလိုက်ပြီးသူကရှီးကိုပြင်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာ Ronan ရဲ့ရင်ဖြစ်တဲ့ The Dark Aster ကဇန်နာထဲကိုရောက်လာပြီးတော့ရှီးနဲ့ညက်ပြီးတော့ပျက်စီးသွားတာ Ronan မှာတည်သွားခဲ့ပါတယ် Nova Prime ကလည်းထွက်ပြေးဖို့လုပ်ခဲ့ပေမဲ့နောက်ဆုံးမှတည်သွားခဲ့ပြီး Nebula ကဇန်နာကိုဥဆောင်ပြီးအနေနဲ့အားလုံးကိစ္စင်သွားတော့ရှီးကိုပြန်ဖွင့်ပေးလိုက်ပါတယ်ဒီကွာမှာတော့ရန်ဒရူးကပီတာကွေးကိုမမွေးစားပဲအီကိုရဲ့လက်ထဲကိုအပ်လိုက်ပါတယ်အဲ့ဒါကြောင့်အီကိုကလည်းသူ့ရဲ့ဆန္ဒအတိုင်းကဘာတွေတစ်ခုပြီးတစ်ခုကိုသိပိုက်နေတာပဲဖြစ်ပါတယ်6လအကြာမှာတော့ပီတာကွေးကကွာမြေကြီးစီကိုပြန်ရောက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းဘက်ကီကာတာ Howard Stock, Bay Foster, King T'Challa, Bucky Ban, Dr. Wendy Lewis နဲ့ Han Pan တို့ကိုစုစည်းလိုက်ပြီးပီတာကွေးကိုတားဖို့ပြင်ကြပါတယ်ဟုတ်ဗန်တိုင်းကလည်းဟန်ပန်နဲ့အတူသူတို့ရဲ့စကန်ကိုလိုက်လာခဲ့ပြီးသူတို့အဖွဲ့ကတော်ရဲ့အကူအညီနဲ့အတူပီတာကွေးကိုဖတ်လိုက်နိုင်ခဲ့ပါတယ်အမှသူတို့ကပီတာကွေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားနေတော့ဟော့ကပီတာကွေးကိုလှုပ်ပေးလိုက်ပါတယ်ပီတာကွေးကဟော့ပြောလိုက်ရတဲ့ကြောင့်သူ့အမေရဲ့အုပ်ကိုသွားခဲ့ပြီးအီယိုကလည်းပီတာကွေးရှိတဲ့ကဘာကြီးစီကိုလိုက်လာခဲ့ပါတယ်တီချာကတော့ဘေးနဲ့ဘက်ကီတို့ကထိန်းထားလိုက်ပြီးဟန်ဝန်ဒီတို့ကပီတာကိုသူသမီးလွှတ်လိုက်တယ်ဆိုတာနဲ့သူတို့နဲ့အတူအေးဆေးလိုက်လို့ရကြောင်းပီတာကိုပြောခဲ့ပါတယ်ဘက်ကီကလည်းပီတာကိုပြစ်ဖို့လုပ်နေတဲ့အချိန်မှာဟောင်းတော့ကစတီဖ်အကြောင်းကိုပြောလိုက်တော့သူအသေးသေးပြောင်းဝင်ပြီးထွက်သွားခဲ့ပါတယ်အမှအီကိုကတော်တို့ကိုတိုက်ခိုက်ခဲ့ပြီးဒီကွာကြီးကိုတိမ်ဖို့သူလာခဲ့တဲ့မျိုးစေ့ကိုယူနေတော့ပီတာခွေးတို့ကရောက်လာခဲ့ပါတယ်ပြီးတော့သူကအီကိုနဲ့စကားပြောနေတော့အီကိုကသူ့အမေတိုက်ခိုက်တယ်ဆိုတာကိုသိလိုက်ရတော့ပီတာကအဲ့မျိုးစေ့ကိုသုံးပြီးတော့အီကိုကိုတိုက်ခိုက်ခဲ့ပါတယ်နောက်အီကိုတည်သွားတော့သူတို့တွေကသူတို့ကဘာကမျိုးစေ့ပျက်စီးသွားခဲ့ပေမဲ့အီကိုခြံခဲ့တဲ့မျိုးစေ့တွေချထားတဲ့နေရာတွေကိုလိုက်လံခဲ့ဖို့အဖို့ဖွဲ့လိုက်ပါတယ်ခရစ်စမတ်ပွဲတော်တစ်ခုမှာ Happy က Avenger Tower ရဲ့လုံခြုံရေးအဖြစ်နဲ့တာဝန်ယူရပါတယ်အမှသူတို့ရဲ့ပါတီပွဲကိုထောင်ကားလွှတ်လာတဲ့ Justin Hammer ကသူ့ရဲ့တပည့်တွေနဲ့အတူ Stork ရဲ့နီးပညာနဲ့ Bruce ရဲ့သွေးနမူနာကိုယူဖို့ရောက်လာခဲ့ပါတယ်။ပြီးတော့သူက Stork ရဲ့နီးပညာကိုဟတ်လိုက်ပြီး Bruce ရဲ့သွေးနမူနာကိုယူဖို့လုပ်နေတော့ Happy ကသူတို့ကိုတားဖို့ကြိုးစားရင်းနဲ့ Hawk ရဲ့သွေးတွေကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုမတော်တဆထိုးဝင်သွားခဲ့ပါတယ်။အမှသူကတဖြည်းဖြည်းနဲ့ Hawk ပြေးပြောင်းသွားခဲ့ပြီး Happy ရဲ့အသိဉာဏ်တွေကတော့ကျန်ခဲ့ပါတယ်။ Avenger တွေကလည်း Christmas ပွဲတော်ကိစ္စနဲ့အလုပ်ရှုပ်နေတော့ Jarvis ကလည်း upgrade လုပ်နေတာကြောင့် Happy က Daisy Lewis ကိုဖုန်းဆက်ခဲ့ပြီး Jarvis ကို active ပြန်လုပ်ဖို့ပြောပြီး robot တွေကိုထိန်းချုပ်ဖို့ပြောခဲ့ပါတယ်။အဲ့ဒါကြောင့်သူမကလည်း Tower C ကိုလာခဲ့ပြီး robot တွေကိုထိန်းချုပ်ဖို့ AI တစ်ခုကိုအစားထိုးရှာဖွေနေတော့ဟမ်မာရဲ့လူတွေကတွေ့တော့သူ့ကိုဖမ်းသွားခဲ့ပါတယ်။ Happy ကလည်း Hawk အဖြစ်လုံးဝပြောင်းလဲသွားတော့ robot တွေနဲ့ဟမ်မာကိုလာတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒါကြောင့်ဟမ်မာကလည်း Hawk Blaster ကိုယူပြီးတိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးမှာ Avenger တွေရောက်လာခဲ့ပြီး Tony က robot တွေအကုန်လုံးကိုပြန်လည်ထိန်းချုပ်ခဲ့ပြီး Happy ကိုခုလိုမျိုးတာဝန်ကြီးတဲ့အတွက်ချီးကျူးစကားပြောခဲ့ပါတယ်။နောက်ဆက်နှစ်မှာတိုနီကနယူးယောက်ဘက်ထဲမှာချီတာရီရှိတဲ့နေရာကိုနျူကလ িয়ার ဒရုန်းနဲ့တိုက်ခတ်ခဲ့ပေမဲ့သူကကဘာကြီးစီကိုပြန်ရောက်ခါနီးမှာအပေါက်ကစောပိတ်သွားပြီးတော့အဲ့ကနေတဆင်းစာကာရှိတဲ့နေရာကိုရောက်သွားခဲ့ပါတယ်။စာကာကိုရောက်သွားတော့အဲ့ကအုပ်ချုပ်သူဖြစ်တဲ့ Grand Master ကသူ့ကိုနေဖို့ဖိအားပေးခဲ့ပါတယ်
ပြီးတော့သူကအဲက F1 ပြိုင်ပွဲတစ်ခုကိုတွားကြည့်ခဲ့ပြီးအမှဝင်ပြိုင်ခဲ့တဲ့ကော်ကိုကယ်လိုက်ပါတယ်။ဒါပေမဲ့သူ့ကိုချီတာရီတက်ဖို့လွှတ်လိုက်တဲ့ Thanos ကဂမိုရာကိုလွှတ်လိုက်ပြီးသူကလည်းဆာကာကိုရောက်လာခဲ့ပါတယ်။အမှပဲ Grand Master ရဲ့လက်ထောက်တစ်ယောက်ဖြစ်တဲ့ Topaz ကရောက်လာခဲ့ပြီးသူတို့သုံးအောင်လုံးကိုဖမ်းထားလိုက်ပါတယ်။အမှ Stock ကဂမိုရာကိုနှာချခဲ့ပေမဲ့မရတော့လို့ဆိုပြီးထားခဲ့ပြီးကော်နဲ့အတူ Grand Master ကိုဆက်ညင်ဖို့အဲကနေထွက်ပြေးလာခဲ့ပါတယ်။ပြီးတော့သူတို့က Valkyrie ကိုဆက်သွယ်ခဲ့ပြီး Grand Master ကိုသူတို့နဲ့အတူပြိုင်ပွဲဝင်ဖို့နဲ့နိုင်တဲ့သူကဆာကာကိုအုပ်ချုပ်မယ်ဆိုပြီးကမ်းလှမ်းခဲ့ပါတယ်။ပြီးတော့တိုနီကပြိုင်ပွဲဝင်ဖို့ဝတ်စုံတစ်ခုကိုတီထွင်လိုက်ပြီး Grand Master ကလည်းသူ့ကိုနိုင်ရင်အဲဝတ်စုံကိုယူမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့ပြိုင်ပွဲမှာဂမိုရာကိုလည်းအတင်းကျပ်ပါဝင်ခိုင်းလိုက်ပြီး Grand Master ကမတရားနည်းနဲ့ဝင်ပြိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတိုနီကအနိုင်ရသွားခဲ့ပြီး Valkyrie ကလည်း Topaz နဲ့ Grand Master ကိုနှိမ်နင်းလိုက်ပါတယ်။ပြီးတော့ Valkyrie ကဆာကာရဲ့ဘရင်ဖြစ်သွားခဲ့ပြီး Stock ကလည်းကဘာကြီးစီကိုပြန်ဖို့လုပ်နေတော့ဂမိုရာကသူ့ကို Thanos စီကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ဟိုရောက်တော့ဂမိုရာက Thanos ကိုတပ်ပစ်လိုက်ပါတယ်။ကပရိကာတာနဲ့နာတာရှာရိုမန်နော့ဖ်တို့ကမရှင်တစ်ခုကိုလုံရင်းနဲ့ဟိုင်ဒရာစထရိုမာတွေကနေစတီဗ်ရော်ဂျာကသူတို့ကိုတိုက်ခိုက်လိုက်တာကိုတွေ့သွားခဲ့ပါတယ်။အဲ့ဒါနဲ့ကာတာကအဲ့ကိစ္စကို Nick Fury ကိုမေးတော့သူက1953ခုနှစ်ကပြောင်းသွားခဲ့ပြီး Red Baron ရဲ့ Brainwash လုပ်တာကိုခံခဲ့ရတယ်ဆိုတာကိုပြောလိုက်ပါတယ်။သူတို့စကားပြောနေတော့ Brock Ramlo တို့က Bucky Barnes ကို Steve Rogers လာတိုက်ခိုက်ကနေကာကွယ်ပေးနေတော့ကာတာနဲ့နာတာရှာတို့ရောက်လာခဲ့ပြီးကူညီပေးခဲ့ပါတယ်။ပြီးတော့သူတို့နှစ်ယောက်က Steve ကို Scotland ကလှုပ်ဝက်တဲ့နေရာကိုခေါ်သွားခဲ့ပြီးစုကသူ့ကိုအသက်ရှင်အောင်လုပ်ထားတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ချိန်မှာ Steve ကသတိရလာခဲ့ပြီး Rebron ရဲ့ဒီနေရာကိုသိရဆိုပြီးတော့သူတို့နှစ်ယောက်ကိုခေါ်သွားခဲ့ပါတယ်။ဟိုရောက်တော့သူတို့တွေကအဲ့က automatic drone တွေနဲ့ brainwash ခံထားရတဲ့ Black Widow assassin တွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ပြီးတော့ Rebron ရဲ့ခေါင်းဆောင် Melina က Steve ကိုကပရိကာတာတို့နှစ်ယောက်ကိုဒီကိုခေါ်လာအောင်မရှင်လုံဟိုင်းခဲ့တာကိုပြောလိုက်ပါတယ်။အမှ Black Widow က Melina ရဲ့ assassin တွေကိုတိုက်ခိုက်ခဲ့ပြီးကာတာက Steve ကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာကာတာက Steve ကိုသူဆက်မတိုက်ခိုက်နိုင်ဘူးလို့ပြောလိုက်တော့ Steve ကသူ့ကိုသူစတေးလိုက်ပြီး Rebron ကိုဖျက်ဆီးဖို့အပေါ်ကိုတက်သွားခဲ့ပါတယ်။အဲ့ဒါကိုတွေ့လိုက်တော့နာတာရှာကစတီးရဲ့စုကိုကျိုးနဲ့လှက်ပစ်လိုက်ပြီးတော့အဲ့ကျိုးကိုမလီနာနဲ့ချီပစ်လိုက်ပါတယ်။အဲ့ဒါမှာရေရွန်ကပောက်ကွဲသွားခဲ့ပြီးမလီနာကလည်းတည်သွားခဲ့ပါတယ်။ပွဲပြီးတော့ပကီကအဲ့ပောက်ကွဲတဲ့နေရာမှာစတီးကိုရှာဖို့လုပ်နေတော့ပေါ်တယ်တစ်ခုကရုတ်တရက်ပွင့်လာခဲ့ပြီးသူ့ကိုခေါ်သွားခဲ့ပါတယ်။အဲ့မှာသူကအခြား universe တစ်ခုကိုရောက်သွားခဲ့ပြီး Nick Fury နဲ့ Wanda Maximoff တို့ရဲ့ variant တွေကစောင့်နေခဲ့ပါတယ်။ဒီ universe မှာတော့ Santa က Agnes ကို Ragnarok မှာဖျက်ဆီးလိုက်ပြီး Tesseract ကကမ္ဘာမြေကြီးပေါ်ကရေကန်တစ်ခုစီကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီတော့ကြတော့ Mokhot တွေရဲ့ရွာကိုစပိန်နယ်ချက်တွေကဝင်တိုက်ခိုက်နေတော့ကဟော်ဒီနဲ့ဝါတာတို့ညီမနှစ်ယောက်ကထွက်ပြေးရင်းနဲ့အန်နာကရေကန်ကိုရောက်သွားခဲ့ပါတယ်။အဲ့မှာသူတို့ကအဲ့လန်ဆုံးကိုရောက်သွားတော့အဲ့ရေကန်နာကကူမဝင်ပုံးရင်းနဲ့ဝါတာကအဖက်ခံလိုက်ရပြီးကဟော်ဒီကတနက်နဲ့အပြစ်ခံလိုက်ရပြီးတော့ Foreign ရေကန်ထဲကိုပြောပြသွားခဲ့ပါတယ်။အဲ့ကနေတစင်သူကအခြားထိုင်မရှိတစ်ခုကိုရောက်သွားခဲ့ပြီးသူ့ကိုအဲ့ကိုရောက်နေပြီးသားဖြစ်တဲ့မိုဟော့ကလူတွေကစေကူတာပေးခဲ့ပါတယ်။ပြီးတော့အဲ့ခါရွာသားတစ်ယောက်ဖြစ်တဲ့အထာရော့ဆိုတဲ့သူကတစ်ချိန်ကသူတို့တွေကရွာကပြောက်သွားတဲ့သူတွေဆိုတာနဲ့အဲ့ရေကန်ကနေတစင်ဒီကိုရောက်လာတာဖြစ်ပြီးသူတို့ကဒီမှာစွမ်းအားတွေနဲ့အသက်မကြီးတော့တဲ့အရာတွေကိုရရှိနေခဲ့ပေမဲ့အင်ကိုပြန်လို့မရပဲဖြစ်နေခဲ့ပါတယ်။နောက်တစ်ပတ်လောက်ကြာတော့ကဟော်ဒီကသူရထားတဲ့စွမ်းအားတွေနဲ့တဖြည်းဖြည်းအသားကျလာခဲ့ပြီးသူ့ရဲ့ရွာကိုပြန်ကူဖို့ဒီကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူတို့ရွာကိုကျူးကျော်တဲ့သူတွေကသူ့ကိုရှာဖို့လုပ်နေရင်အဲ့ရေကန်ကနေတစင်သူတို့ထိုင်မရှင်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒါနဲ့ကဟော်ဒီကလည်းသူတို့ကိုလာတိုက်ခိုက်တယ်လို့ထင်ပြီးတော့သူတို့တွေကိုအရင်တိုက်ခိုက်လိုက်ပြီးသူရောက်လာတဲ့ပေါ်တယ်ကိုကဘာမြေကြီးစီကိုရွှေ့လိုက်ပြီးသူ့ရွာကိုကူညီမယ်လို့ဆုံးဖြတ်ပြီးပြန်သွားခဲ့ပါတယ်။ပြီးတော့သူက SPN ကိုတယောက်ပြီးတယောက်တိုက်ခိုက်ပြီးရှုံးကနေမှအထာရောတို့ကရောက်လာခဲ့ပြီးသူ့ကိုကူညီပေးခဲ့ပါတယ်။နောက်ဆုံးမှာသူကဝါတာနဲ့သူ့ရွာကလူတွေကိုကယ်လိုက်နိုင်ပြီးစပိန်ဘီယံမှာ Elizabeth စီကိုတွားပြီးရင်းရင်းအကြောင်းကိုဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့သူတို့ဆွေးနွေးနေဦးမှာ Supreme Strange ကပေါ်တဲ့တစ်ခုကနေရောက်လာခဲ့ပြီး Kahori ကိုလာခေါ်သွားခဲ့ပါတယ်။အိုဒင်နဲ့ဟယ်လာတို့ကနိုင်မရန်ကိုအတူသိမ်းပိုက်ကြရင်းနဲ့ဟယ်လာကသူ့ရဲ့လောဘတွေကိုအတော်မတတ်နိုင်ပြီးသူ့ကိုထိန်းချုပ်လို့မရတဲ့အဆုံးမှာအိုဒင်ကဟယ်လာရဲ့ပါဝါတွေကိုပြန်သိမ်းခဲ့ပြီးကမ္ဘာမြေကြီးစီကိုပို့လိုက်ပါတယ်။အမှဟယ်လာကတရုတ်ပြည်အနီးနားကရွာတစ်ခုကိုရောက်သွားခဲ့ပြီးအမှရှူဝန်ဝူတို့အဖွဲ့နဲ့တွေ့သွားပြီး Crown ကိုသူပြန်ယူဖို့ကြိုးစားခဲ့ပေမဲ့မရတော့တဲ့အဆုံးမှာအဖမ်းခံလိုက်ရပါတယ်။ဒါပေမဲ့ဝန်ဝူကဟယ်လာကိုမတက်ဖဲသူ့ရဲ့အဖွဲ့ထဲမှာပါဝင်ဖို့စီးရုံးခဲ့ပေမဲ့ဟယ်လာကသူတို့လင်မှာထွက်ပြေးသွားခဲ့ပြီးသူ့ကိုမိုးရက်စ်ကထဲလို့ဆိုတဲ့ရွာကိုခေါ်သွားခဲ့ပါတယ်။အမှဟယ်လာကအဲ့အကောင်းဆောင်ဖြစ်တဲ့ဂျီရီကသူ့ကိုရွာမှာနေဖို့ခွင့်ပြုခဲ့ပြီးသူတို့ရဲ့ပညာတချို့ကိုသင်ပေးလိုက်ပါတယ်။အမှသူကသူ့ရဲ့ဖြစ်တည်မှုအမှန်ကိုသိသွားခဲ့ပြီးကိုရင်းသားတရားကိုရရှိသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဟမ်ဒဲကဟယ်လာကိုချီယာခံလို့မရတော့တဲ့အကြောင်းကိုအိုဒင်ကိုပြောပြလိုက်ပြီးထမ်မရင်းအကြောင်းကိုလည်းပြောပြလိုက်ပါတယ်။အဲ့ဒါနဲ့အိုဒင်ကလည်းအထမ်ရင်းရဲ့အစွမ်းကိုသိတော့ကဘာကိုဥအောင်တိုက်ခိုက်မယ်ဆိုပြီးတော့ဝန်ဝူနဲ့သွားချနေတော့မှဟယ်လာကပြောင်းလာခဲ့ပြီးဝန်ဝူဘက်ကနေအိုဒင်ကိုကူးလိုက်ပေးခဲ့ပါတယ်။အဲ့အချိန်မှာပဲသူ့ရဲ့ပြောင်းလာတဲ့စိတ်ထားတွေကြောင့်သူ့ရဲ့ crown ကိုပြင်ရခဲ့ပါတယ်။အိုဒင်ကလည်းဟယ်လာရဲ့ပြောင်းလဲမှုကိုတွေ့ရှိသွားခဲ့ပြီးသူမကို Asgard ရဲ့ဘုရင်မအဖြစ်တင်မြှောက်ပေးလိုက်ပါတယ်။အမှဟယ်လာက Asgard နဲ့ဝန်ဝူရဲ့လူတွေကိုစူးစီးခဲ့ပြီးနိုင်ရန်မှာရှိတဲ့လူတွေကိုလိုက်လံကယ်နေခဲ့ပါတယ်။
ဝင်တာခေါ်လို့အခြား universe တစ်ခုကိုရောက်လာတဲ့ Captain Carter ကအဲ့ကွာမှာဖြစ်နေတဲ့အင်ခါရှင်တစ်ခုကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒါနဲ့သူကအဲ့အကြောင်းတွေကိုပြောဖို့ Queen Hela စီကိုသွားခဲ့ပေမဲ့အမှမထင်မှန်ပဲအင်ခါရှင်တစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအင်ခါရှင်မှာသူက Loki ကိုကယ်လိုက်နိုင်ခဲ့ပေမဲ့ Queen Hela ကိုတော့မကယ်လိုက်နိုင်ပဲဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်သူ့ကိုဘရင်အသစ်ဖြစ်တဲ့ Thor ကနေပြီးတော့ Happy Hogan ကနေတဆင့်ဖန်ခိုင်းလိုက်ပါတယ်။ Captain Carter တို့ကလည်းထွက်ပြေးရင်းနဲ့အမှအခြားမတူညီတဲ့ကဘာကလူတယောက်ရောက်နေလို့ဒီလိုဖြစ်နေတယ်ဆိုတာကိုသိသွားလိုက်ရပြီးအဲ့ဒါကိုပြက်ပြီးအခုလိုတွေဖြစ်နေတာတွေကိုရက်သွားမယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒါကြောင့်သူက Tony Stark ကိုကူညီတောင်းခဲ့ပြီး Tony Stark ကလည်းအဲ့လိုဖြစ်တဲ့သူကိုရှာဖို့ဆက်တလုံးကိုတီထွင်လိုက်ပါတယ်။ပြီးတော့ asset ကိုလည်းဖို့ Thor စီက Scepter မှာရှိတဲ့ Time Stone လိုရတယ်ဆိုတာကိုပြောလိုက်ပါတယ်။အဲ့ဒါနဲ့ Captain Carter ကလည်း Steve Rogers, Bucky Banner နဲ့ Scott Lang တို့ကိုအကူအညီတောင်းခဲ့ပြီးအဲ့ဒါကိုခိုးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့အချိန်မှာပဲသူတို့အဖွဲ့ကို Hogan တွေကတွေ့သွားခဲ့ပြီးခါတာကိုသူတို့ကိုယ်တိုင်ပဲဖမ်းခံလိုက်ရပေမဲ့ Bruce Banner ရဲ့အကူအညီနဲ့အတူပြန်လွတ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့က Time Stone ကိုရသွားခဲ့ပြီးဆက်ကို run လိုက်တဲ့အချိန်မှာတော့ဆက်က Steve Rogers ကိုပြနေခဲ့ပါတယ်။အမှန်တော့ Steve Rogers က Infinity War မှာ Thanos ကိုတိုက်ခိုက်လိုက်ရင်းနဲ့ Time Stone ကိုမတော်တဆထိသွားခဲ့ပြီးဒီဘွာကိုရောက်လာတယ်ဆိုတာကိုရှင်းပြလိုက်ပါတယ်။နောက်ဆုံးမှာတော့ Carter က The Universe ရဲ့ Incarnation တွေကိုအဆုံးသတ်ဖို့အတွက် Steve ကိုသူ့နေရာကိုသူပြန်ပို့ပေးလိုက်ပြီးတော့သူ့ရဲ့ခံစားချက်တွေကိုမျိုးသိခဲ့ပါတယ်။ပွဲပြီးတော့ Supreme Strange ကလည်းသူ့ရဲ့ကဘာကိုရောက်လာခဲ့ပြီးသူနဲ့တူလိုက်ခဲ့ဖို့ Captain Carter ကိုခေါ်သွားခဲ့ပါတယ်။ Supreme Strange က Carter ကိုသူ့ရဲ့ကျောင်းဆောင်ကိုခေါ်သွားခဲ့ပြီးသူကသူ့လွှဲတွေအတွက် University Killer တွေကိုလိုက်ဖမ်းဆီးနေကြောင်းကိုပြောပြပါတယ်။ပြီးတော့သူကအမှသူဖမ်းရတဲ့ထဲကလွတ်သွားတဲ့သူတစ်ယောက်ဖြစ်တဲ့ Kahori ကိုပြန်ဖမ်းဖို့ Carter ကိုအကူအညီတောင်းခဲ့ပါတယ်။အမှCarter ကလည်းသဘောတူခဲ့ပြီး Kahori ကိုသွားဖမ်းတဲ့အချိန်မှာ Kahori က Strange က Universe တိုင်းကစွမ်းအားရှိတဲ့သူတွေအကုန်လုံးကိုစတေးပြီးသူ့ရဲ့ Universe ကိုပြန်ခေါ်ဖို့ကြိုးစားနေကြောင်းကိုပြောလိုက်ပါတယ်။သူတို့စကားပြောနေတော့မှ Strange ကရောက်လာခဲ့ပြီး Kahori ကိုဖမ်းဖို့လုပ်နေတော့မှ Carter ကသူ့ကိုကယ်ဖို့ Strange ဖမ်းထားတဲ့သူတွေအကုန်လုံးကိုလှုပ်ပေးလိုက်ပြီးသူ့ရဲ့ကျောင်းဆောင်ကိုချိုးထွေးသွားအောင်လုပ်လိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်ကထွက်ပြေးရင်းနဲ့ Kate Monger စီကရတဲ့ Infinity Stone 6 လုံးကို Carter စီကိုပေးလိုက်ပါတယ်။သူတို့ကိုတိုက်ခိုက်ရင်းနဲ့ Kahori ကအခြားသူတွေကိုအိမ်ပြန်ပို့ပေးလိုက်ပြီးတော့အခြားသူတွေကလည်း Carter ကိုသူတို့ရဲ့လက်နက်တွေကိုပေးခဲ့ပါတယ်။ Strange ကလည်းဒီမွန်အဖြစ်လုံးဝပြောင်းသွားခဲ့ပြီး Carter ကလည်းသူတို့နှစ်ယောက်ကိုခွဲဖို့ကြိုးစားခဲ့ပေမဲ့လည်းနောက်ဆုံးမှာ Strange ကသူစားခဲ့တဲ့ဇလန်းကိုသူပဲအဆုံးသတ်ဖို့ဆိုပြီးသူ့ကိုယ်သူစတေးသွားခဲ့ပါတယ်။ပွဲပြီးတော့ Watcher က Kahori ကိုအိမ်ပြန်ပို့လိုက်ပြီး Carter ကို Strange သူကိုယ်တိုင်စတေးပြီးဖန်တီးထားတဲ့ University ကိုခေါ်သွားခဲ့ပြီး Strange ကလည်းဒီ Universe မှာဘယ်တော့မှပြန်မမွေးတော့ဘူးဆိုတာကိုပြောရင်းနဲ့ Carter ကိုသူ့ရဲ့ University ကိုပြန်ပို့ပေးလိုက်ပါတယ်။အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာကျွန်တော်တို့ Secret Invasion ရဲ့ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်။